အားလုံးမင်္ဂလာပါနော်ဒီနေ့ပွဲရတော့ဒါကိုတရေဆက်ပွဲနော်ဒါကိုတရေရဲ့ဘယ်လေးရဲ့ကိုဘက်ကတော့ဘိုးကြီးနဲ့အောင်တက်ပိုင်းပါနော်ဆိုတော့ဒါတော့ဆက်ပွဲဖြစ်တယ်နော်ဆိုတော့ကိုတရေပွဲလည်းကြောက်ဆုံးနေတာကြာပြီဆိုတော့ဒါတင်ဆက်လိုက်ခြင်းဖြစ်ပါတော့အားလုံးမင်္ဂလာပါတော့ကိုဘိုးကြီးဆိုတာလှိုင်းသားရနော်ကောင်းတယ်နော်ကိုတေးဖွားတယ်ဒီမှာကတော့3-1ပါနော်ဒီဘက်က3မှတ်ဟိုဘက်က1မှတ်ပါအမကတော့1-3ပါကဲဘယ်လေးကိုတေးပိုက်တိုးသွားပါနော်2-3ပါနော်အမကတော့2-3ပါကဲကိုတေးအောင်းပါနော်ဆိုတော့အမထပ်တက်ပါအဲ့တော့ COW ဘက်ကပါအမကတော့3 ပါနော်3မှ2ပါတေးဘယ်လေးကောင်းပါနော်COWအမကတော့3 ပါနော်ကောင်းတယ်နော်ကဲအောင်တက်ဖြူကောင်းပါနော်အမတ်တက်တော့ဖောင်းသွားတယ်တဲ့အမတ်တူ3ရောပါပဲနော်အောင်တက်ဖြူဘယ်တော့မှမသွားဘူးဘယ်တော့သွားနေပြီကြီးနေပဲအမတ်တူ3မှတ်ပါနော်ရက်က9ပေ3 5ပေ4ဝန်းကျင်လောက်ပဲရှိမှာနော်ဒါပေမဲ့6ပေခွဲကိုခုံးတယ်ကဲဘယ်လိုပဲလေးကောင်းတော့ပွားတယ်နော်တမိထားနော်စရောမက3 over ပါပဲနော်အမှတ်တူ3 over ပါပဲနော်ကိုတေးကောင်းတယ်နော်ဘယ်သွားနေရမအမှတ်တူ3ရောပါပဲကဲပါလာပြီနော်ဘယ်လေးโอ้လာကျစင်နော်ဆိုတော့4-3ဖြစ်သွားပါပြီအမှတ်ကတော့5-3ပါနော်ဆိုတော့ကိုတေးတော့9မှတ်ကိုကြီးတော့ထပ်မိတာနော်ကောင်းပါလေဘယ်လေးတော့ပပနဲ့ပဲနော်ဘယ်လေးအမကတော့3-6ပါနော်အမကတော့6-3ပါကြာပါနော်အောင်းပါနော်ကိုတေးအမကတော့6-3ပါနော်ဘိုးတက်ပါဆုံးတက်ထားပါတယ်အမကတော့3-7ပါနော်ဆော့အလုံးအောင်တက်ပါဖောင်းသွားတဲ့အတွက်ကိုတေးတော့အမရတော့နော်ဘိုးမိထားတယ်တက်ပါဖမ်းမိထားနော်ကိုတေးအဲ့မှာရပါနော်အောင်းပါနော်အမကတော့3-7ပါနော်ကဲဟိုကြီးအောင်တပိုင်ဆုံးတက်ထားပါနော်မှတ်တက်သွားပါတယ်အမကတော့4-7ပါအမကတော့7-4ပါနော်ဒီတေးတော့7ဘူကြီးတော့3 4မှတ်ပါနော်ကဲမိထားတယ်နည်းနည်းလေးနော်
မိထားနော်စားပြီးကောင်းပါနော်ဘယ်လေးစိုက်ထူပါနော်အမှချိန်သွားပါနော်ခွင်းချိန်သွားပါပြီဆိုတော့အမှကတော့8-4ပါကိုတေးတော့10မှတ်ဒီဘက်ကဘိုးကြီးတော့4မှတ်ပဲရှိပါတယ်နော်အမှကတော့4-8ပါနော်ကောင်းပါနော်ဘယ်လေးမိထားနော်ကဲကောင်းပါတယ်အမှတ်တက်ပါနော်အမှတ်ကတော့9-4ပါနော်အမှတ်ကတော့4-9ပါနော်ဝေးသွားပါတယ်ဝေးပါနော်ဝေးပြိုင်နေနော်ပိုက်တိုးသွားပါနော်ဆိုတော့4-9-9-4 4ခေါက်လောက်ရှိပြီနော်ဆိုတော့တိုင်းရောက်ခေါ်ထားပါတယ်ပြန်စပါနော်9-4ပါမှတ်ကကိုတေးရောက9မှတ်ဒီဘက်ကဘိုးကြီးတော့4မှတ်ပါနော်ကြပါနော်အမှတ်ကတော့4-9ပါကောင်းပါနော်ဟောရလဲ9-4ပါနော်ကောင်းပါအောင်တက်ပါကောင်းပါနော်ဘယ်လေးပါတော့နော်ဝေးထောင်းကဲဘယ်လေးဆုံးတက်ထားပါလေကဲအမှတ်တက်တော့ပါနော်အမှတ်ကတော့ last 4ပါကဲမိထားနော်ဟုတ်တယ်အိုးဆိုထပ်တက်ပါနော်အမှတ်ကတော့1-4ပါနော်ဝေးပါတယ်ကဲထပ်တက်တယ်နော်ကိုသေးတို့ကအမှတ်ကတော့ဟုတ်2-4ပါနော်ကောင်းပါနော်ပွဲပြီးဆုံးသွားရင်နော်ဟိုကတော့ကိုဘိုးကြီးတို့ရှုံးပေးလိုက်တယ်နော်ပွဲမပြီးခင်မှာပဲရှုံးပေးလိုက်ပြီးတော့ပွဲတက်ပြန်စတာနော်ဆိုတော့ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါနော်ဒါဒီနောက်ပွဲကတော့ကိုတေးရဲ့အချုံမပါတော့နော်ဘယ်လေးအချုံပဲဆိုတော့ဟိုမလုပ်တော့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်